ဒီနေ့မှာတော့ Korea grammar ဖြစ်တဲ့ Asian buff blood aura su 없어요 Asian buff blood 지 못해요 못 blood Asian buff အဲ့ဒီ grammar သုံးခုနဲ့ပတ်သက်ပြီးတော့မှပြောပြပေးသွားမှာဖြစ်ပါတယ်အမှန်တကယ်တော့ 지 못해요 နဲ့ 못 blood Asian buff နဲ့ကကြတော့အဓိပ္ပာယ်တူတူပဲပေါ့နော်ဥပမာ가지 못해요 못 가요မသွားနိုင်ဘူးနှစ်ခုလုံးအဓိပ္ပာယ်တူတူပါပဲ 먹지 못해요 못 먹어요 မစားနိုင်ဘူးအဓိပ္ပာယ်ကအတူတူပဲပေါ့နော်ဒါပေမဲ့ 지 못하다ကပို့ပြီးတော့မှ formal ကြတယ်ပို့ပြီးတော့မှပို့လိုက်ဖြစ်တယ်ပြီးတော့ကျတော့ 지 못하다ကိုပေါ့နော် ski ပုံစံမျိုး writing ဘက်မှာပို့ပြီးတော့မှရေးပါတယ်ကဲအခုဆိုရင်နော် Asian buff plus aura su 없어요 နဲ့ 지 못해요 နှစ်ခုရဲ့ကွာခြားချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ် aura su 없어요 ကကြတော့ဗောနော်မလုံနိုင်ဘူးမလုံတတ်ဘူးအဲ့လိုမျိုးပြောပြပါတယ်ဘယ်လိုပြောရမလဲအပြည့်ပြညင်းလိုက်တဲ့ပုံစံမျိုးပေါ့နော် 지 못해요 ကကြတော့တခုခုလုပ်ဖို့သူစူးစားတယ်သွားမယ်ဆိုလဲသွားဖို့စူးစားတယ်သွားခြင်းနဲ့ဒါပေမဲ့မသွားနိုင်တာတခုလို့ကိုစူးစားရင်သူမအောင်မြင်တာပေါ့နော်ကြာရှုံးမှုကိုအလေးပေးပြီးတော့မှဖော်ပြတာဖြစ်ပါတယ်လှုပ်ချင်ပေမဲ့မလုံနိုင်ဘူးစားချင်ပေမဲ့မစားနိုင်ဘူးပေါ့နော်ဥပမာပြောပြရမယ်ဆိုရင် 갈 수 없어요 ဆိုရင်သူမသွားနိုင်ဘူး cannot go လုံးဝသူမသွားနိုင်ဘူးပေါ့နော် 가지 못해요 ဆိုလို့ရှိရင်ကြတော့သူမသွားနိုင်ဘူးဟုတ်တယ်သူသွားချင်ပေမဲ့မသွားနိုင်ဘူးပေါ့နော်သူဥမာဟွဲရှိကိုသူသွားခြင်းနဲ့ဒါပေမဲ့သူမသွားနိုင်တယ်စိတ်ကတော့သွားခြင်းနဲ့ကွာဒါပေမဲ့သူမသွားနိုင်ဘူးအဲ့လိုမျိုးညင်းတာပေါ့နော်ဒီ지 못해요ကပို့ပြီးတော့မှပို့လိုက်ဖြစ်တယ်ပေါ့နော် aura su 없어요 ဆိုရင်တော့သူကအပြတ်ကိုညင်းလိုက်တာပေါ့နော်အဲ့လိုမျိုးအဓိပ္ပာယ်ရပါတယ်갈 수 없어요ဆိုရင်သူလုံးဝကိုမသွားနိုင်ဘူးဆိုပြီးမှပြောပြပါတယ်ဒါတော့가지 못해요ဆိုတော့နည်းနည်းကိုကတော့သွားခြင်းနဲ့ဒါပေမဲ့သူမသွားနိုင်တာအဲ့လိုမျိုးညင်းတာဖြစ်ပါတယ်သူတို့နှစ်ခုရဲ့မှာအဓိပ္ပာယ်လေးတွေကိုဥပမာလေးနဲ့ရှင်းပြပေးသွားဖြစ်ပါတယ်ပို့ပြီးတော့နားလည်သွားအောင်ပေါ့နော်aura su 없어요ဆိုရင်오늘은 만날 수 없어요ဒီနေ့တော့မတွေ့နိုင်ဘူးပေါ့နော်ဒီမှာဆိုရင် aura su 없어요ကသူကမလုံနိုင်မှုအပြင်သူမလုံတတ်ဘူးပေါ့နော်အဲ့ဒါအပြင်မလုံနိုင်မှုအပြင်မလုံတတ်ဘူးပါပြောလို့ရတယ်ဆိုတော့한국어를 읽을 수 없어요ဆိုရင်ကိုရီးယားစာသူမဖတ်နိုင်ဘူးမဖတ်တတ်ဘူးပေါ့နော်지 못해요ကြတော့아파서 학교에 가지 못해요ဆိုသူနေမကောင်းလို့ကြောင်းမသွားနိုင်သူကြောင်းသွားခြင်းတယ်ဒါပေမဲ့နေမကောင်းလို့ကွာအဲ့လိုမျိုးမသွားနိုင်တာပေါ့နော်그 사람의 이름을 기억하지 못해요အဲ့လူရဲ့နာမည်ကိုသူမမှတ်မိဘူးတဲ့သူမှတ်မိကိုစူးစားတယ်ဒါပေမဲ့မမှတ်မိတာအဲ့ဒီပဲကိုပြောတာမျိုးဖြစ်ပါတယ်အားလုံးပဲနားလည်မယ်လို့မျှော်လင့်ပါတယ် aura su 없어요 နဲ့ 지 못해요 ရဲ့ grammar လေးကိုသုံးပြီးတော့မှ comment ထဲမှာဖြည့်ကြည့်ခဲ့ကြပါအောင်เนาะအားလုံးပဲ bye bye